စစ်မှာကိုကပြစ်ခွင့်ရှိပြီနဲ့အချစ်မှာတော့သူကပြစ်ခွင့်ရှိပြီကိုမှချစ်ခွင့်မှာတပါအခြားမရှိထို့ကြောင့်အချစ်နဲ့စစ်ရှင်လာတဲ့အခါစစ်ကိုပဲရွေးလိုက်တယ်မတရားမှုတော်လှန်ခြင်းကပုံကံမှုဆိုကိုနှုတ်စိတ်သုံးပါးစလုံးနဲ့ပုံကံအဲ့ဒါကိုအာမပေးတဲ့အရက်ကိုပဲဆုံးကံအမှားတစ်ခုကနေမတရားမှုမဖြစ်စေအဲ့ဒီဖြစ်စဉ်မှာငါသာပါခဲ့ငါကိုလည်းခွင့်မလွှတ်နဲ့မတရားမှုကိုလည်းခွင့်မလွှတ်နဲ့မောက်အိမ်မှာရှင်နာတာမဟုတ်ပါဘူးကြောက်စိတ်နဲ့ရှင်သန်ရတဲ့နေ့တွေဟာလေရှင်နာစရာတွေပါပဲအမားကိုဖျားလို့ကူးကွယ်ခြင်းတွေမတရားဖိနှိပ်ချုပ်ချယ်ခြင်းတွေဟာလေရှင်နာရခြင်းအကြောင်းရင်းတွေပါသူပြန်မချစ်မှာမဟုတ်ပါဘူးဒီနိုင်ငံမှာလူလာဖြစ်တာကိုပါရှင်နာစရာအကောင်းဆုံးပါနိုင်ငံဒုက္ခရောက်နေခြင်းမတိကျေးကျွန်ပြုတာနိုင်ငံသားမပီတာတနည်းအားဖြင့်သစ္စာဖောက်တာဘာမှမလဲအကိုကော်ဖီတစ်ခွက် secret နဲ့လွတ်လပ်တရားမျှတမှုတစ်ပွဲပြီးပါလို့ပဲမှာလိုက်တယ်တက်တာလားဆိုတော့မတက်တာမင်းကိုလွှမ်းရတာခန်းကိုထားရတာပြင်မှန်းဒါပေမဲ့သဘောကျ